တော့ဒီလိုလိုလဲသိတယ်မလားနော်ဒါ3ရက်လောက်ပြပြီးတော့တနေ့လောက်မစားနိုင်ဘူးလေနော်မှန်တယ်ပါနော်မောင်လက် brother မန်မာဝင်ပြီးွားကျေးဇူးပါ let's go ပါကဲပွဲလေးကတော့စပါပြီ Majesty Versus R4 တို့ရဲ့ Bus of 3 Series Game Number 1ပွဲစဉ်လေးကတော့အားလုံးနဲ့တူပဲစတင်လို့လာခဲ့ပြီပဲဖြစ်ပါတယ်ကဲနော်ဒီဘက်မှာတော့ရှီဇူကျွန်တော်စုချန်ကလာပဲနော်ပွဲတော့ထွက်ထားရင်းနဲ့ပဲနော်ဒီဘက်မှာတော့ပြဘာကြီးလဲဖပ်ပလက်ဖြစ်သွားတာအလဲမှာနော်အေးဘလို့သေးွားလဲနော် Ricky ကခြောင်နဲ့ဒီဘက်ဖာစားနေဆိုတော့ဒီကောင်ဂျီကွမ်နူမိသွားတာဖြစ်မယ်ဖလစ်ကာတော့ခုံချင်းမရလိုက်တဲ့ပုံပဲနော်ဂျီကွမ်နူဖလစ်ကာ Chrome Impact နဲ့နော်နီကိုနဲ့ဒါခွန်သူ့ရဲ့ဒါကျွန်တော်တို့ connection မိလာလေးလည်းတစ်ချက်သွားကြည့်ရမယ်ပေါ့နော်ဆိုတော့ခုလဲဒါကျွန်တော်တို့ကန်အနေနဲ့ rubber တွေပါတွေစား walking grade တွေပါတွေချိတ် blue belt တွေပါလေးတော့သွားစားနိုင်မယ်တိုက်ငါပဲထင်နေရလားသူတို့ဘက်ကပဲဝါနေတာလားတိုက်ဝါနေလို့ပဲ in game quality နဲ့တူတယ် in game quality မကြည်တာတိုက်နော် in game quality နည်းနည်းလေးဝါသလိုလေးဖြစ်နေတယ်တော်တော်ဝါနေတာဟိုနည်းနည်းမဟုတ်ဘူးတော်တော်ဝါနေတာ1080p နဲ့ပြနေတာတိုက်ရဲ့ငါတို့ရုပ်တွေလည်းကြည်တယ်လေပြောတာကဲဆိုတော့ရပါတယ်ဒါကြောင့် day 1ဆိုတော့သူတို့နောက်ကျမှအဲ့လို quality ဘာညာနည်းနည်းတင်ပေးမယ်နဲ့တူတယ်ဗောနော် graphic ပေါ့လေ graphic ကိုပြောရမှာကဲဆိုတော့ဒီဘက်မှာနီကိုငိမ့်နေ AC ပဲအောက်လမ်းမှာတော့ဒါတော့ကြည့်မယ်ဆိုရင်လည်းဒီဘက်မှာ CC နဲ့เนาะကျွန်တော်တို့ Triller ကြီးပျောက်တာတော့ပျောက်နေပြီအာဖူဘယ်နားနေဆွဲထုတ်လာလဲတော့မသိဘူးဗောနော်အသုံးဝင်နိုင်ပါတယ်ကျွန်တော်တို့ Kizat เนาะ penalty zone flicker လှလေးပေးလို့ရတယ်ပြီးရင်လည်းသူ့ရဲ့ဒါကျွန်တော်တို့သိတဲ့အတိုင်းပဲအဲ့ penalty zone ကလည်းပြောရတာဘရိုချုပ်လိုက်လို့ရှိရင်တပြုတ်လိုက်ကြီးမိနိုင်တယ်ဗောနော် AOE stand ဆိုတော့လေညာအဆင်ပြေမှာပါเนาะကျွန်တော်တော်တော်လောက်မှပဲဟဲမလားเนาะတော်တော်လေးကလည်းထွက်ပြီးเนาะဒီမှာကန်လဲကျွန်တော်ဂျန်ငယ်သေးစားပြီးတော်တော်ဆိုင်လို့ရတဲ့အနေထားမှာဟိုမှာ6နဲ့တော့သွားညှိနေဗျကျွန်တော်ဒီဘက်မှာတော့ data battery လေးတော့ချက်เนาะကျွန်တော်တို့ဆိုင်ကျင်တဲ့ပုံစံလေးတော့ပြထားနေမှာတော့ Blaze သွေးတဝက်ကျော်ရော့နေတာနော် G1 တို့တော့တင်နေတော့မဲ့ Valentina Arcane Shadow Strike နဲ့ဒီဘက်မှာ Nico သွေးတော်တော်နဲသွားပြီငါကလေးပြောင်းပြီးတော့ဖြတ်ပြီးသွားတယ် Flicker လည်းခုံလိုက်တယ် penalty zone Flicker နဲ့ဒီဘက်ကကန်အွန်လိုင်းနေတာကန် Latify ပြီးတွေပါလေပေးပြီးသွားတယ်မနော် data ကိုပြန်ပြီးတော့ focus တဲ့အခိုက်အတန့်လေးပဲ retribution လာလုပေါက်တဲ့နေတာတို့မှာကန်ပဲရောက်အောင်တော့ယူသွားနေတယ်ပဲ Hero K ထပ်ပြီးတော့ try နေတယ်ဗောနော်နောက်ထပ် parcel အနေနဲ့တိုက်ကလေးတစ်ကောင်တော့ထက်ရအောင်မလား Ricky ထပ်ပြီးတော့ပဲပေးလိုက်ရတယ်ပဲ Hero K total ကျွန်တော်တို့တွေတကောင်နဲ့နော်တတင်နဲ့ကျွန်တော်တို့သိမ့်ပိုက်ထားပါတယ်မက်သစ်စီအာလီဂိတ် intro တော့တော်တော်လေးလမ်းတယ်လို့ပြောတယ်တိုက်အပေါ်ကဘောင်ကြီးကအရန်ကြီးနေလို့မထင်ဘူးလားတိုက်ဟုတ်တယ်အပေါ်ကဘောင်ကြီးကလည်းအရန်ကြီးနေတယ်လို့နော်ဒါ in quality ကလည်း graphic ကတော်တော်ကြီးလိုးနေတာလို့ဟိုမှာအရေးတောင်မပေါ်ဘူးအလုံးလေးပဲပေါ်တယ်ဟိုဖြစ်တတ်ပါတယ်တိုက်မို့ဖြစ်တယ်မို့ day 1မလို့ plan day 1မလို့ AC ကိုဒီနဲ့ပြောပေးဦးလို့ပြော1990လောက်ကကျွန်တော်ရုပ်ရှင်ယုံမှာဟို TV ကိုပြပြီးတော့တရွာလုံးဝိုင်းကြည့်ရတဲ့ပုံစံဖြစ်နေဝေးရ drive